2026ခုနှစ်မှာ Formula 1ဟာတကယ်ကိုအကြီးကျယ်ဖြောင်းလဲတော့မှာပါဒါကကားတည်းထွက်လာတာတော့ပဲမဟုတ်ပါဘူးအားကစားတစ်ခုလုံးရဲ့တွေးခေါ်တသနာတစ်ခုလုံးကိုအစ်စ်ကနေပြန်ရည်ဆွဲနေတာပါဆိုတော့ယာအားလုံးကပြောင်းလဲသွားတော့မှာပါအဲ့ဒီတော့မင်းစရာရှိတာကဒါ F1 တမိုင်တလျှောက်မှာအကြီးမားဆုံးပြောင်းလဲမှုကြီးလားပေါ့ဟုတ်တယ်ဒါကကားတစ်တေကြောင့်ပြောင်းနေတာထက်အများကြီးပိုပါတယ်အားကစားတစ်ခုလုံးကိုအစ်စ်ကနေပြန်တည်ဆောင်းနေတာမျိုးပါကဲဘယ်လိုတွေဖြစ်လာမလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်ကဲအရင်ဆုံးစဉ်းစားကြည့်အောင်ဘာဖြစ်လို့ဒီလောက်အထိအကြီးကျယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်လာတာလဲ F1 ရဲ့နောက်ွယ်မှာဘလို့တွန်းအားတွေရှိနေလဲဘလို့ပြဿနာတွေကိုဖြေရှင်းဖို့အကြိုးစားနေတာလဲအဲ့ဒါကိုအရင်ဆုံးနားလည်ဖို့လိုပါတယ် F1 မှာရှင်းလင်းတဲ့ရည်မှန်းချက်ကြီးတွေရှိပါတယ်တခုကတော့2030မှာကာဗွန်လုံးဝကင်းစင်တဲ့အားကစားတစ်ခုဖြစ်လာဖို့ပါနောက်ထပ်ကတော့ကြီးစုသူတွေအတွက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ကားတဲ့တစ်စီးနဲ့တစ်စီးအခြေအနေရင်ပြိုင်တဲ့ပြိုင်ပွဲတွေဖန်တီးဖို့ပေါ့အဲ့ဒီပြင်အထင်းတွေအတွက်ကုန်ကျစရိတ်တဲ့ estimate မြင့်တဲ့နေလာကိုထင်းချုပ်ဖို့ရယ်နောက်ပြီး Audi တို့ Ford တို့လိုကမ္ဘာအမတ်တစိကြီးတွေကို F1 ထဲဝင်လာအောင်ဆွဲဆောင်ဖို့ရယ်အဲ့ဒီရည်မှန်းချက်ဒီအားလုံးကပဲအခုမြင်နေရတဲ့ဒီတော်လန်ရေးကြီးကိုဖြစ်ပေါ်စေခဲ့တာပါအဲ့တော့ဒီအစီအစဉ်ကအောင်မြင်လားဆိုတော့ဟုတ်ကဲ့အခုပဲအောင်မြင်နေပါပြီ Audi ကသူ့ရဲ့ကိုယ်ပိုင်အတဲနဲ့ဝင်လာတော့မယ် Ford ကလည်း Renault နဲ့ partner ဖြစ်လက်တွဲလာပြီပြီးတော့ Honda ကလည်းတရားဝင်ကိုပြန်လာတော့မှာပါဒါဟာတကယ့်ခက်တဲ့တစ်ခုရဲ့အစောဖြိုးခြင်းပဲဖြစ်ပါတယ်ကဲအပြောင်းလဲတွေထဲမှာမှအဓိကဆုံးအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ F1 ကားတစ်စုရဲ့နှလုံးသားလို့ပြောလို့ရတဲ့ engine ဒါမှမဟုတ် power unit ပေါ့ဒီ power unit ကိုလုံးဝအသစ်ကနေပြန်ပြီးအတိတ်ပဲဖွင့်ဆိုထားပါတယ်အဓိကအကြောင်းပြောင်းလဲသွားတာကတော့ဒီ power ခွဲဝေမှုပုံစံပါပဲစဉ်းစားကြည့်လေကားရဲ့စွမ်းအင်တစ်ဝက်ကိုအရင်ကလို V6 အတွင်းလောင်ရင်ချင်းနဲ့ယူမယ်ဒါပေမဲ့ generator ကိုတော့လက်ဆက်စွမ်းအင်ကနေအပြည့်အဝယူတော့မှာဟုတ်ပါတယ်50-50ပါဒီလိုခွဲဝေမှုမျိုးက F1 တမိုင်းမှာလုံးဝမရှိခဲ့ဘူးတဲ့တကယ်ဒေါ်လာရေးတစ်ခုပါပဲလက်စစ်ပိုင်းကိုကြည့်လိုက်ရင်ပိုတောင်အံ့ဩဖို့ကောင်းလေတယ်အရင်ကလက်စစ်ကနေရတဲ့မြင်းကောက်ရည်အားကတီလာ60လောက်ပဲရှိရလေအခု2026မှာတော့မြင်းကောက်ရည်လီလာ90အထိရလာတော့မှာ3ဆနီးပါးခွန်တက်သွားတာဒါကလမ်းပေါ်မှာတွေ့နေရတဲ့ performance ကားကောင်းကောင်းတစီးစာလောက်ရှိတဲ့ power ကိုလက်စစ်ကနေချိပဲထုတ်ပေးတော့မှာဆိုတဲ့သဘောပါနောက်ထပ်အမတန်အေးကြီးတဲ့အဖြောင်းနဲ့တစ်ခုရှိတယ်အဲ့ဒါကတော့ engineer တွေရဲ့ aim so လို့တောင်တင်စားခေါ်ပေါ်ကြတဲ့ MUGH ဆိုတဲ့အစိပ်ပန်းကိုလုံးဝဖြုတ်ချလိုက်တာပါပဲအဲ့ဒီ MGH မရှိတော့တဲ့အတွက် engine တွေကအများကြီးပိုရိုးရှင်းလာတယ်ကုန်ကျစရိတ်လည်းအများကြီးတက်တာသွားတယ်ဒါကပဲ Audi တို့လို brand ကြီးတွေ F1 ကိုဝင်လာဖို့အတွက်အထူးတော်ချက်တစ်ခုဖြစ်ခဲ့တာပါengine တင်မကဘူးနော်တောင်းတဲ့အလောင်စာစီလည်းပြောင်းပါပြီ100%ရေရှည်တီတာနဲ့အလောင်စာစီကိုပဲတုံးတော့မှာဆိုလိုတာကကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိတော့ဘူးဒါက F1 ကိုတဘာဝပတ်ဝန်းကျင်နဲ့ပို့ပြီးတစားတာဖြစ်စီုံတင်မဟုတ်ပဲဒီမှာတုံးတဲ့နီးပညာတွေကတနေ့နေ့ကြာရင်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့တာမန်ကားတွေထဲကိုလောင်ရောက်လာနေတဲ့အလားအလာရှိပါတယ်ဟုတ်ပြီ power unit အကြောင်းပြောပြီးပြီဆိုတော့ကားရဲ့ကိုယ်ထည်ပိုင်းကိုတစ်ချက်ကြည့်အောင်ဒီဘက်ကိုလည်းလုံးဝပြောင်းလဲပြမှာပါလက်ရှိ F1 ကားတွေကတကယ်ပြောရရင်လီမူဇင်းတွေလိုပဲအရန်ရှည်တယ်အရန်လေးတယ်အရန်ကျယ်တယ်အဲ့ဒီတော့မိုနိုကိုလိုလမ်းချင်းလေးတွေမှာဆိုတစ်စီးနဲ့တစ်စီးကြော်တက်ဖို့ဆိုတာလုံးဝမခင်နိုင်တဲ့လောက်ပဲအခုအဲ့ဒီပြဿနာကိုဖြေရှင်းတော့မှာပါ2026မှာထပ်လာမယ်ကားတွေကအခုကားတွေထပ်ပိုတိုးမယ်ပိုကျင်းမယ်ပြီးတော့ပိုလဲပေါ်ပါလာမယ်အဲ့ဒီတော့အဲ့ဒါကဘာကိုဆိုလို့တလဲပိုပြီးတွက်လက်တဲ့ထင်းချောင်းရလွယ်တဲ့ကားတွေဖြစ်လာမယ်ဒါတော့ဘီဂျင်းရှင်ပြီးအကျိတ်အနဲ့မောင်းပြိုင်တာတွေပုံမြင်လာရမယ်နောက်ဆုံးမှာတော့ဒါဟာကားဘလော့ကောင်းလဲဆိုတာထက် driver တွေရဲ့အရေးချင်းကိုအဓိကစမ်းသပ်တဲ့ပြိုင်ပွဲတွေဖြစ်လာတော့မှာပါအဲ့ဒီ overtaking ပြဿနာကိုဖြေရှင်းဖို့အတွက် F1 ကတကယ့်ကို smart ကြတဲ့နည်းပညာတစ်ခုကိုမိတ်ဆက်လာပါတယ်အဲ့ဒါကတော့ active aerodynamics ပါဒါက F1 ပရိသတ်တိုင်းယဉ်နေပြီးသားဖြစ်တဲ့ Doddy Air ပြဿနာဆိုလိုတာကရှစ်ကားနောက်ကလေထုလိုင်းကြောင်းနောက်ကားကအနီးကပ်လိုက်ဖို့ခက်ခဲတဲ့နေပေါင်းများစွာကြာရှည်နေတဲ့ပြဿနာကြီးကိုဖြေရှင်းပေးမဲ့စနစ်တစ်ခုပါပဲဒီ active aerodynamics ကဘယ်လိုလောက်လဲဆိုတော့အဓိကအားဖြင့် mode နှမျိုးရှိပါတယ်ပထမတစ်ခုက Z mode ဒါကအကွေ့တွေမှာကားကိုလမ်းပေါ်မှာမြဲနေအောင် downforce အများဆုံးပေးတဲ့ mode ပေါ့နောက်တစ်ခုက X mode ဒါကျတော့လမ်းဖြောင်တွေမှာလီးခုခံမှုကိုအနည်းဆုံးဖျောက်လောက်ပြီးအမြဲဆုံးမောင်းနိုင်ဖို့အတွက်ပါ driver တွေကပြိုင်ပွဲအပတ်အတွင်းမှာဒီ mode နှစ်ခုကိုလမ်းကြောင်းအနေထားပေါ်မူတည်ပြီးအဆက်မပြတ်ပြောင်းဆုံးနေရမှာဖြစ်ပါတယ်ကဲအခုပြောခဲ့တဲ့နီးပညာပိုင်းဆိုင်အပြောင်းအလဲတွေအားလုံးကိုပေါင်းလိုက်တဲ့အခါ
ပြိုင်ခွင်းပေါ်မှာတကယ်တော့ဘာတွေဖြစ်လာမလဲပယ်တင်းကဒီခေတ်ရဲ့အကျိုးမြတ်ကိုခံစားရမလဲပယ်တင်းကနောက်ကျကျန်းခဲ့မလဲအားလုံးမှမိကြမှာပါ2014တုန်းကလိုပဲထိတ်ဆုံးမှဆုံးမတဲ့အတင်းလီအောက်ဆုံးကိုရောက်သွားတာမျိုးထပ်ပြီးမြင်တွေ့ရအောင်မလားဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ပြိုင်ပွဲတွေရဲ့ပန်စံကလုံးဝကိုပြောင်းလဲသွားတော့မှာပါဒါကအရင်လိုဘယ်သူအမြင့်ဆုံးမောင်းနိုင်လဲဆိုတော့ပြိုင်ပွဲတဲ့မဟုတ်တော့ဘူးပို့ပြီးတော့စစ်တွင်ကစားပွဲလိုနီးဗျူဟာပန်းဆက်ရအများကြီးကြီးလာပါပြီ driver တွေအနေနဲ့လက်စစ်စွမ်းရင်ကိုဘယ်အချိန်မှဘယ်လောက်သုံးမလဲဆိုတာကိုအတိအကျကျွမ်းကျင်ဖို့လိုလာတယ်လို့အောင်မြင်မှုဆိုတာကလည်းကားမောင်းတာတစ်ခုတည်းပေါ်မှာမဟုတ်ပဲ engineer တွေရေးဆွဲထားတဲ့ software code ရဲ့အရေးသွေးပေါ်မှာပါအများကြီးမူတည်လာတော့မှာပါ အဲ့ဒီတော့ဘယ်သူကများထိတ်ဆုံးကိုရောက်လာနိုင်မလဲခန့်မှန်းရခက်ပေမဲ့ Audi နဲ့ Honda လိုမျိုး hybrid နည်းပညာမှာတွေးကြုံအများကြီးရှိတဲ့ထုတ်လို့သူတွေကအစားပိုင်းမှာအသာစီးရသွားနိုင်ပါတယ် Mercedes လို့လက်ရှိ F4 မှာအတွေ့အကြုံရှိပြီးသားအသင်ကြီးတွေအတို့တောင်ဒါလာအဆင့်လည်းပြန်စားရတာနဲ့အတူတူပါပဲ Red Bull Ford လို့မိဖက်တိတိကတော့စိန်ခေါမှုကြီးဆုံးဖြစ်နိုင်ပေမဲ့တစ်ဖက်မှာလည်းသူတို့စီကဘလို့အားတင်စရာတွေထွက်ပေါ်လာမလဲဆိုတာကိုလည်းစောင့်ကြည့်ရမှာပါ ဆိုတော့ Formula 1ရဲ့ခေတ်တစ်ခုကတကယ်ကိုစတင်ဖို့အသင့်ဖြစ်နေပါပြီ။အရာလုံးကစာရွက်အလွတ်တရွက်လိုပါပဲ။ဘယ်သူမှဘာဖြစ်မယ်ဆိုတာအတိအကျမသိသေးဘူး။အတင်းဟောင်းတွေအတင်းတစ်တွေအားလုံးအတွက်အခွင့်အရေးကတန်းတူပဲ။အဲဒီကမေကုန်းကတော့တစ်ခုတည်းပါ။ဒီနိပညာတော်လန်ရေးကြီးကိုဘယ်အတင်းဘယ်ရင်းမောင်ကပထမဆုံးကျွမ်းတင်ပိုင်နိုင်စွာအတုံးချပြီး FY ရဲ့တမိုင်းစာမျက်နှာတစ်မှာသူတို့နာမည်ကိုရေးထိုးသွားမလဲဆိုတာပါပဲ။